မြန်မာကောဇာတက္ကရီ1389ခုနှစ်နရောလာဇန်စနေရက်2025ခုဒီဇင်ဘာလ1ရက်တနင်္လာနေ့ရင်းကတာခါသမီးမှာအောက်တော်ရမယေတာဓမ္မဂရိကျောင်းဆောင်ဝိရမမဟာကျောင်းတော်ပူဇော်ဝဲနဲ့ရှင်ကုမာရပြောင်းသားကြီးတတ်တော်50ပြည့်ရွှေရုမင်္ဂလာအထိမ်းမှန်၌ပြောကြအပ်သည့်အနုမောဒနာတရားဘုရားဗုဒ္ဓမြတ်စွာကာလနာတော်ကြီးဘုရားရှင်လက်တော်ကစပြီးတော့ဒီရက်ထိဒီကာလနာတော်ကြီးတည်တံ့ပြီးတော့နေတာသံဃာတော်ရှင်မြတ်များကပဓာနာအပြင်ရှေ့တန်းကနေပြီးတော့ပရိယပฏิပါဆိုတဲ့တောင်ကြီးနှစ်ရပ်ကိုကျိုးစားဆောင်ရွက်တော်မူကြတဲ့အတွက်ကြောင့်ကာလနာတော်ကနေ့ဘုန်းကြီးတို့ကြီးညိုခွင့်အားပေးခွင့်ကျင့်သုံးလိုက်နာခွင့်ရပြီးတော့နေတာဖြစ်ပါဘုန်းကြီးတို့သံဃာတော်ရှင်မြတ်တွေကရှေ့တန်းကနေပရိယပฏิပတ်လို့ခေါ်ရတဲ့တောင်ကြီးနှစ်ရပ်ကိုကျိုးစားနဲ့အားထုတ်ကြတဲ့အခါမှာဘုန်းကြီးတို့တရားတော်များကနောက်တန်းကနေစံသင်္ကန်းကြောင်းစေပစ္စည်းတွေပါနေတကွာအခြားလိုအပ်ရာဝေယဝိသကိစ္စတွေကိုကာလနာတော်ကိုချစ်ခင်မြန်လို့ကြည်ညိုတဲ့စိတ်နဲ့ဝိုင်းဝန်းပြီးတော့အားပေးပူဇော်ကြတဲ့အတွက်ကြောင့်ဆရာနဲ့တက္ကနဲ့ဆရာညီညာညာလက်တွဲပြီးကာလနာပြုခဲ့ကြတယ်ဘုရားလက်ထက်တော်ကနေစပြီးတော့ခရစ်အထိဒီသန်ရှင်းစင်ကြယ်မြင့်မြတ်တဲ့ဗုဒ္ဓဘာသာသာသနာကိုဘုန်းကြီးတို့တွေကျင့်သုံးဝင်ကြည်ညိုခွင့်ပူဇော်ခွင့်ရနေကြတာဖြစ်ပါစီဝရမိဏပါတိဇဘေဒစ္စံတေနာတနာနေတယဓမ္မဇောတင်တိဘေကုဗုဒ္ဓတာတာဝကဗုဒ္ဓတာမြတ်စွာဘုရား၏တာဝကတတိသားဖြစ်ကြကုန်သောဘေကုယံသံဃာတော်တို့သည်စီဝရံသင်္ကန်းကို၎င်းပိဏပါတိဇဆွမ်းကို၎င်းဘေဒစ္စံဆေးကို၎င်းတေနာတနာအိယံတေယအကြောင်းကို၎င်းနေတယအမိပြု၍ဓမ္မဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုဇောတင်ဒီထွန်းတောက်ပါပြုစုဆွမ်းလျှောက်တော်မူနိုင်ကြကုန်၏လို့ဆိုတဲ့အတိုင်းပဲသံဃာကြောင့်ပစ္စည်းလေးပါးကိုအမိရတယ်သံဃာတော်ရှင်မြတ်တွေသာသနာတော်ရဲ့ပဓာနလုပ်ငန်းဖြစ်တဲ့ပရိယတိသာဝေကျမ်းဂန်တို့သင်ကြားပို့ချခြင်းပฏิပတ်တိသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုမိမိတို့တန်တန်၌အင်အားကောင်းကောင်းနဲ့တန်တန်ရှင်းရှင်းစစ်စစ်ကြဲကြဲနဲ့တည်တတ်နေအောင်ကြိုးစားအထောက်ချင်းဆိုတဲ့အလိုကြီးနှလုံးကိုလုံနေကြတာဖြစ်ပါအဲဇန်တန်ကံကြောင့်စေပစ္စည်းလေးပါးဒီဘုန်းကြီးတို့တန်ဃာတော်ရှင်များတို့အမြဲတမ်းအမိပြုရတဲ့ပစ္စည်းလေးပါးဖြစ်ပါအဲဒီပစ္စည်းလေးပါးနဲ့ပတ်သက်ပြီးတော့စာရေးနေရေးစားရေးဝယ်ရေးနေရေးကျန်းမာရေးတို့အရေးအရာ၄မျိုးကိုဖြည့်ရှင်းတောင်းပေးတာကဒီသံသင်္ကန်းကြောင့်ဆေးဆိုတဲ့ဒီပစ္စည်းလေးပါအဲဒီပစ္စည်းလေးပါထူထမ်းပြီးတော့ဘုန်းကြီးတို့တရားဓမ္မတွေသာသနာပြုကုသိုလ်ရယူကြတဲ့နေရာမှာသွမ်းတကဆွမ်းမှဖြစ်ဖို့ဆိုတာမခဲရင်ဘူးသွမ်းလေးတစ်စုံတော့ကောင်းလိုက်လို့ရှိရင်လည်းပဲသွမ်းတကဆွမ်းမှလို့ဆွမ်းလို့ရှင်လို့ပြောလို့ရအကျော်လေးတစ်ချက်မုံလေးတစ်ချက်လှူလိုက်ယုံတယ်လည်းပဲဆွမ်းတကဆွမ်းမှဆွမ်းလို့ရှင်လို့ခေါ်လို့ရထိုနည်းတူသောပဲသင်္ကန်းအလှရှင်ဖြစ်ဖို့မခဲရင်ဘူးသင်္ကန်းတစ်စုံမလှူနိုင်တော့တောင်မှသက်မိန်လေးတစ်ထည်လှူလိုက်ရင်လည်းပဲဒါသင်္ကန်းလှရှင်သင်္ကန်းဒါယကသင်္ကန်းဒါယကမလို့ခေါ်လို့ရပါအဲ့ဒီသင်္ကန်းကိုပဲမတတ်နိုင်ဘူးဆိုလို့ရှင်သင်္ကန်းကိုယ်တယ်မှာပါဝင်ဖြစ်တဲ့မျက်နှာတော့ဘွားလေးလိုဟာမျိုးကိုလှူလိုက်လို့ရှိရင်လည်းဒါသင်္ကန်းလှူရှင်ဖြစ်သွားတာဒါမှမဟုတ်သင်္ကန်းအလှူရှင်ဖြစ်ဖို့ကမခေရင်ဘူးဖို့တူဆေးအလှူရှင်ဖြစ်ဖို့လည်းမခေရင်ဘူးရစားလေးတို့သွေးစေးလေးတစ်ပလင်းလှူလိုက်ယုံနေလည်းပဲဆေးတကာဆေးမှာဆေးလှူရှင်ဆိုတဲ့ဒီကုလိုရှင်ဘဝကိုရနိုင်ခက်တာကဘာလဲလို့ဆိုတော့ကျောင်းတကာကျောင်းအမှာကျောင်းလူရှင်ဆိုတဲ့ဒီကောင်ကရဖို့ရမယ်ခက်အဲ့တော့တဦးတည်းတယောက်တည်းကကျောင်းတကာကျောင်းမှာဖြစ်ဖို့
လုပ်ခက်တယ်ဘာလို့လဲလို့ဆိုတော့ကျောင်းဆောက်ရတဲ့ဆိုတဲ့ကိစ္စဟာငွေကုန်ကြေးကြလည်းများတယ်ဆောင်ရွက်ရတဲ့လုပ်ငန်းတွေရတယ်တောင်းနေရလည်းများပြအဲ့ဒါကြောင့်ငွေကြေးလည်းပြည့်စုံမှဆောင်ရွက်ပေးတဲ့ပုဂ္ဂိုလ်ကလည်းပဲစနစ်တကျကောင်းအောင်ဆောင်ရွက်တဲ့ပြီးတယ်လို့ရှိပါမှကျောင်းတစ်ဆောင်ဆိုတာဖြစ်လာတယ်ဒါမှမဟုတ်ကျောင်းတစ်ခါကျောင်းအမှဖြစ်ဖို့ဆိုတာလည်းပဲအလုံးလုံးခရင်မှာအဲ့တော့ဆောင်းတကဆိုရင်မှာသင်္ကန်းဒါယကသင်္ကန်းဒါယိကာမှစေဒါယကဇာတိကာမှဖြစ်ဖို့မခရင်ဘူးကျောင်းတစ်ခါကျောင်းမှဖြစ်ဖို့ခရင်အဲ့ဒီကျောင်းတစ်ခါကျောင်းမှာလည်းမှာစုပေါင်းပြီးတော့ပြုကြတယ်သာပုံညကာရီမင်္ဂလာကုသိုလ်ဖြစ်နေစုပေါင်းပြီးတော့ဆောက်လုပ်တဲ့ကုသိုလ်ဆိုလို့ရှိရင်လည်းအများရယူခွင့်ရှိလို့အခွင့်အလမ်းလေးတွေကောင်းပါဟောတဦးတယောက်တည်းကနေကျောင်းဆောင်လူဖို့ဆိုတာကြတော့မနေကြီးကြိုးစားရအဲ့တော့ကျောင်းလူကလည်းပဲသာသနာမှာအမှန်တန်ရေးကြည့်အဲ့တော့ကျောင်းလူနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့ဝိရသာသနာတော်မှာကျောင်းကိုပထမဆုံးခွင့်ပြုတာကဒါစေကျိုတတိရလျှောက်ထားခြင်းအရာမြတ်စွာဘုရားကအကြောင်းကိုဖွင့်ပြပါရှေးဥစွာတန်ဃာတော်တွေဘုရားဝိရတန်ဃာတော်တွေတရင်သုံးဖို့အရင်ကိုလူတာကတော့ဝိလူဝံကျောင်းဝိလူဝံဥယျာဉ်တော်ကြီးအဲ့ဒါပထမဆုံးကျောင်းအယံအာရမသုံးညပါဝိဟာရလို့ခေါ်ရတဲ့ကျောင်းကိုဖွင့်ပြတာကတော့ရာဇဂုတတိရဲ့လျှောက်ထားခြင်းအရာမြတ်စွာဘုရားဖွင့်ပြပါအဲ့တော့ကျောင်းဖွင့်မပြစဉ်ခွင့်ပြုရသေးခင်အချိန်ကာလကဘုန်းကြီးတို့တန်ဃာတော်တွေနေစရာနေတဲ့တိတိကျကျမရှိဘူးတချို့တော့ဥဒေဝင်ပြီးတော့နေရတယ်တော့ခြုံမုတ်တွေလည်းနေရတယ်တော့ရုပ်ပုံတွေလည်းဝင်ပြီးတော့နေရတယ်လိုင်ကောင်းကြီးတွေလည်းဝင်ပြီးတော့နေရတယ်တောင်ပေါ်တက်ပြီးကြောက်လိုင်ကူကြီးတွေထဲမှာလည်းနေကြရတိတိကျကျဘုရားရှင်ကိုယ်တော်မြတ်ကကျောင်းကိုတိတိကျကျခွင့်ပြုထားတာမရှိတဲ့အတွက်ကြောင့်တန်ဃာတော်တွေနေရထိုင်ရတဲ့ပတ်သက်ပြီးတော့စိတ်တလုံးနေပြီးတော့တရားအထုတ်ကြသာဝေပရိယတိကြိုးစားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့ဒီလိုတဲ့လိုပဲတပင်တွေအောင်မှာရောဘုံတွေထဲမှာချုံတွေထဲမှာဝင်ပြီးတော့စာရီအညာရတယ်လို့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတရားတွေအထုတ်ကြအမှန်တကြီးညိုစရာကောင်းတဲ့ထိုတန်ဃာတော်ရှင်မြတ်တို့ရဲ့အနေအထားကိုရာဇဂုတထေကတယောက်တော့ရာဇဂုတထေကတွေ့တဲ့အခါကျတော့အလွန်ကြည်ညိုသွားတယ်။အော်ရှင်ဘုရားတို့တဲ့ဒီပြီးတော့ကျောင်းဆောင်လူမယ်ဆိုရင်ရှင်ဘုရားတို့တရင်သုံးညမလားဘုရားလို့လျှောက်တဲ့အခါကျတော့ရဟန်းတော်တွေကဒကာကြီးတဲ့ကျောင်းကိုဘုရားရှင်ကိုယ်တော်မြတ်ကဖွင့်မပေးသေးဘူးတဲ့ဖွင့်ပေးလို့ဒကာကြီးကဆောက်လူမယ်ဆိုရင်တော့ဒီနိုင်ညမှာပါဒါပေမဲ့လို့ဘုရားရှင်ကိုယ်တော်မြတ်ကကျောင်းကိုခွင့်ပြုထားတာမရှိသေးတဲ့အတွက်ကြောင့်အခုဘုန်းကြီးဥစဉ်တို့တွေတက်တယ်လို့နေပြီးတော့ခုလို့ပရိယပฏิပတ်တောင်းနေရကိုဆောင်ရွက်နေရပါတယ်အဲ့လိုဆိုရင်များအရှင်များတို့မြတ်စွာဘုရားကိုရှောက်ပေးပါလားမြတ်စွာဘုရားကိုရှောက်လို့မြတ်စွာဘုရားအရှင်ဘုရားတို့ကျောင်းခွင့်ပြုမယ်ဆိုလို့ရှိရင်တပည့်တော်အကျောင်းဆောက်လုပ်ရမယ်အဲ့လိုရှောက်တဲ့အတွက်ကြောင့်တန်ဃာတော်တွေကမြတ်စွာဘုရားကိုအတိအကျရှောက်ပါရှောက်တဲ့အခါကျတော့မြတ်စွာဘုရားလည်းကဲခြေသားတို့ဒီလိုဆိုလို့ရှိရင်ကျောင်းကိုငါဘုရားခွင့်ပြုတယ်ဆိုပြီးတော့ကျောင်းခွင့်ပြုလိုက်ပါအဲ့ဒီခွင့်ပြုလိုက်တဲ့အကြောင်းကိုတန်ဃာတော်တွေကရာဇဂုတထေကိုပြောတဲ့အခါကျတော့ရာဇဂုတထေကသိပြီးတော့ပျော်သွားတယ်ဝမ်းသာသွားတယ်တခါတည်းလက်သမားတွေစသည်လိုအပ်တာတွေအလုံးသမားတွေအလုံးသမားတွေအားလုံးစုပေါင်းပြီးတော့တနေ့တည်းနဲ့ကျောင်းပေါင်း60စောက်ပြီးတော့လူပါတယ်တဲ့တနေ့တည်းနဲ့ကျောင်းပေါင်းဘယ်လောက်လဲ60နော်ကျောင်းပေါင်း60ဆိုတနေ့တည်းနဲ့ကျောင်းပေါင်း60စောက်ပြီးတော့ရသော်ဗျာနေတော့တန်ဃာတော်တွေပြင်ပြီးတော့ဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတဲ့အခါကျတော့ရှင်ဘုရားတဲ့ဟောဒီတပည့်တော်ဟာသာသနာတော်ကိုကြည်ညိုလို့ကိုယ်လိုလည်းလိုချင်တယ်နတ်ရွာနိဗ္ဗာန်လေးရောက်ချင်တယ်အဲ့ဒါကြောင့်မို့ဒီပြီးတော့ဟောဒီကျောင်း60ကိုဒီပြီးတော့ဆောက်လုပ်ပြီးပါပြီဗျာဒီကျောင်းတွေကိုဘယ်လိုလုပ်ရပါမလဲလို့မြတ်စွာဘုရားကိုကျောင်းတကရာဇဂုတထေကဝေးလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားတက္ကသထေတဲ့တင်ဆောက်တဲ့ကျောင်းတွေကို
အာဂတနာဂတသာတုတိတသံဃိကအဖြစ်နဲ့လှူပါလို့ဆိုပြီးတော့ဘုရားရှင်ကိုရမြတ်ကအမိန့်ရှိပြီးရောက်ပြီးရောက်တဲ့အရာလေးမျက်နှာမှာနေကြတဲ့တန်ဃာတော်များအားလုံးကိုရည်မှန်းပြီးတော့လှူဒန်းနေတဲ့အဲ့ဒီလှူဒန်းတဲ့ကျောင်းလူပွဲမှာဘုရားရှင်ကိုရမြတ်ကပထမဆုံးကျောင်းလူမောဒနာတရားလို့ဆိုနိုင်ပါတယ်။ဘာလို့ဟောတယ်လဲအဲ့ဒီကျောင်းလူမောဒနာတရားစိတ်ဝင်စားစရာကောင်းတယ်။နံပါတ်1ကကျောင်းရဲ့အကျိုးပေါ့ကျောင်းမှာသာသနာဝန်ထမ်းယဟန်တာမဏေတွေကိုဘယ်လိုကျေးဇူးပြုနိုင်လဲဆိုတဲ့ကျောင်းရဲ့ကိုအကြီးအသေးတွေပထမပိုင်းမှာဟောတယ်အဲ့လိုဟောပြီးတဲ့အခါကျတော့မြင့်မြတ်တဲ့အကျင့်ရှိတဲ့တကယ်သာသနာကြည်စုပြီးတော့ဆောက်လုပ်လူတွေများတဲ့ဒီကျောင်းတွေကိုဘယ်လိုရည်ရွယ်ချက်နဲ့သာသနာတော်ကိုလှူရမယ်ဆိုတဲ့အဲ့ဒီရည်ရွယ်ချက်ကဒုတိယပိုင်းမှာကျောင်းလူတန်းတဲ့အခါမှာနှလုံးသွင်းရမယ်ကျောင်းတကာကျောင်းအမတို့ရဲ့စိတ်ထားသဘောထားနှလုံးသွင်းရမယ်အဲ့ဒါဒုတိယပိုင်းအနေနဲ့ဘုရားကရရှိကိုရမြတ်ကကြကြနနညွှန်ပြအဲ့ဒါတတိယပိုင်းအနေနဲ့ဒီကျောင်းကိုတန်ခိကလှူရမယ်တန်ခါကိုရည်စုပြီးတော့လှူမယ်အဲ့ဒီလှူတဲ့အတွက်ကြောင့်လှူပြီးလို့ရှိရင်ကျောင်းမလှူပြီးရင်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုပြင့်ပြီးတော့ပိုးပွေရမယ်ဆိုတဲ့ကျောင်းတိုင်ဘုန်းကြီးရွေးချယ်ဖို့အည်ချင်းကိုလည်းမြတ်စွာဘုရားကတတိယပိုင်းအနေနဲ့မိန့်ကြားပါနောက်သဒ္ဒရပိုင်းအနေနဲ့အဲ့လိုကျောင်းတိုင်ဘုန်းကြီးကိုရွေးချယ်ပြီးရင်ကျောင်းတိုင်ဘုန်းကြီးနဲ့တော့ထိုကျောင်းမှာနေကြတဲ့တန်ဃာတော်တွေကိုကျောင်းတကာကျောင်းမှာဘယ်လိုတာဝန်ယူပြီးတော့သာသနာပြုရမယ်ဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလည်းပဲပစ္စမပိုင်းအနေနဲ့ဟောတယ်အဲ့တော့ပစ္စမပိုင်းအနေနဲ့အဲ့ဒီကျောင်းတကာကျောင်းသားတွေတာဝန်တရားတွေဟောတယ်နောက်ဆုံးအနေနဲ့ကျောင်းတိုင်းမှာကျောင်းတိုင်းမှာနေကြတဲ့ကျောင်းတိုင်းဆရာတော်တွေနဲ့တန်ဃာတော်တွေကဒကာဓမ္မတွေပေါ်မှာဆောင်ရွက်ပေးရမယ်တာဝန်ကြီးကိုညွှန်ပြတော်မူပါတယ်ဒါကြောင့်လူမောဒနာတရားတွေမှာပထမဆုံးမြတ်စွာဘုရားဟောတဲ့ကျောင်းလူမောဒနာတရားတွေမှာဒီလိုအပိုင်းကန္တာလေးတွေပိုင်းကန္တာလေးတွေခွဲပြီးတော့မြတ်စွာဘုရားစနစ်တကျဟောပြအဲ့တော့နံပါတ်1အနေနဲ့ဗာပြောတယ်လေဒီကျောင်းရဲ့ကျေးဇူးကျောင်းတစ်လုံးဆောက်လိုက်ရပြီကျောင်းတစ်လုံးသံဃာတော်တွေနေဖို့ကျောင်းတစ်ကျောင်းဆောက်ပြီဆိုဒီကျောင်းကသာသနာတော်ကိုဘယ်လိုကျေးဇူးပြုနိုင်တယ်ဆိုတဲ့ဒီအချက်လက်တွေကိုဘုရားရှင်ကိုယ်တော်မြတ်ကမိန့်ကြားပါတယ်တိတံဩနပတိယနတိတတောဝါလံဒီဂာနိစာတပိတပိစမဂတိတိတိရစာပိဩတိယောဟောဒီကျောင်းမှာတဲ့ဒီကျောင်းမှာနေထိုင်တဲ့သုံးရတဲ့တန်ဃာတော်တွေကိုအေးဒံကလည်းပဲကာကွယ်ပေးတယ်ပူတဲ့ဒံကလည်းပဲကာကွယ်ပေးတယ်သာယတရိစ္ဆာမေတွေမသိရောက်အောင်လည်းပဲကာကွယ်ပေးတယ်ပြီးတော့မိုးဒံလေဒံရေဒံတွေအချမ်းဒံတွေလည်းကာကွယ်ပေးတယ်တဲ့မှတ်ချင်ရင်ဒီဘောဒီတတ္တဝါတွေရဲ့တိုက်ခဲမှုဒံမခံရအောင်လည်းပဲကျောင်းကကာကွယ်ပေးတယ်အဲကျောင်းလူရတဲ့ပုဂ္ဂိုလ်တွေဟာကျောင်းမှာနေကြတဲ့ပုဂ္ဂိုလ်တွေကိုအေးဒံကလည်းပဲကာကွယ်သက်သာခွင့်ရအောင်ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက်ကြောင့်အမှန်တန်ကျေးဇူးများတယ်တို့တို့ကအပူဒဏ်တွေကနေကာကွယ်ပေးတယ်ခုနသာယတိစ္ဆာမေတွေကနေကာကွယ်ပေးတယ်မြတ်ကြီးချင်းတွေယင်တွေတန်ကနေကာကွယ်ပေးတယ်လေဒံမိုးဒဏ်တွေကနေဒီဟာတွေလည်းကာကွယ်ပေးတယ်ဒါကြောင့်ဆောက်ရခြင်းရဲ့တန်ဖိုးပေါ့ကျောင်းကသာသနာတော်ကိုသာသနာပြုပုဂ္ဂိုလ်တွေကိုဘယ်လိုကျေးဇူးပြုတယ်ဆိုတဲ့အချက်အလက်ကိုဘုရားရှင်ကိုယ်တော်ကကြကြနနဟောပြအဲ့တော့တန်ကျောင်းကတန်ဃာတော်တွေချမ်းကျင်းသာသာတရင်သုံးပြီးတော့ပရိယပฏิပတ်တာဝန်ကြီးနေရာကိုထပ်ဆောင်ဖို့ဆိုတာအခုလိုအေးဒံတွေအပူဒံတွေကာကွယ်နိုင်မှမချင်းရင်လေးနေပူမွေကင်းတန်းစားတဲ့ဒီလိုအနောက်ရှေ့အန္တရာယ်တွေကလည်းကင်းမှမိုးဒံလေဒံတွေကလည်းကင်းပြီးတော့လုံလုံချုံချုံချမ်းကျင်းသာသာနေနိုင်မှပရိယတိပฏิပတ်ဒီသာသနာတာဝန်ကြီးနေရာကိုသတ်ဆောင်နိုင်မယ်တဲ့ဒါလို့ကြောင်းလူရတဲ့အကျိုးတရားဟာပ
Pagadi, Leshi, Namama, Jesus Punina, John Pogo, Aku Yoga, Be New Yan, New, Andre New, God will some shall be the so that a Judia, what Jama be. Jama be the Jama be a Mangara. Jama Jama, some do the Jambola. The Jama Madrid don't necessarily. Aidan la gagwen ne Buddha la gagwen ne Machin yen Sare the other la gagwen ne Taya Sani under the Lacan Ledan Modan under the Rola di Jama Gagwe Bina. Abo, Jonaka Jama Madiga, together no, Jama Jesu Buddha so we may do. Jonaka Jama Madia, Jesu like that. A Jesu, I do Jesu Miare, di Jama. Don't stop be the guy, don't stop the guy. Young in the dear Judia again. Dinner look at this. Zaido, we but they don't. Oh, John saw good any yet, but Dana year yet. Lane you, no, you do let your ya, then you do let your ya. Lenata, when I got a machine, lane, they boom, waken and look. Under the day, we came out, changing the Nia out, Louis, number day. Look at that, Linadinsa, look at that, or the Madame, we were the night. Chana, you go. He, Molo Nilong, under again, Danshin, John and Navy, the Ari Ato de Sabi, Pocha, Dinjabi, the Ari Ato Jari, so yeah. The other Maria, below. Sandiade Yabi Sanchana Kanzana, Madia Bodia, Yan, Leban Dia, Lemachana Bojana, Leban Chana, Jashi Kanzana, the Jambo look at Denza, Chana Jen Jumalaga, we body doza, we bought an idea, Juza, Atum, Mango, Adelaga, we are at Dana, Tangada, Tanada, Tamaromia. We are at the Jones of Ludani Mutaba Bode, Genga Walu, Dazumaka, Punja, Tisha, Miapiarodi, Bonita, Chimano, I. Arajaga Jamania, Konadoria Padiba, Tawanidia, Guchanyan Dada, Tansan Nangoya, Yogene, Jones of Wade. Hello, Jones of Bide Kama, the Jones of Chi, Jones of Biloshi, the Jamu. Tangarumia Luya. We are at the Tangata, Edgar Bode na Wanida, Edgar Bode he Wanida. Tangarumia, Johnson Ludana, Gima Walu, Tezumaga, Puna Pia Susua, Aluchimana Mure. Paula Chimanaro, Emadan Kudoria, Chimana. They went a few Miam or Judia, Yan and Chimana. Magami, Piaji Guranaga, Chimam, Kurani, Chimam, Emadan Jumia, Gono, Piaji Guranaga, Chimana. Amawira than Tangada, Egan Bode, he wanted the Asudua, Chamalu, Chimana Muade. Tatamai, Pandito Poto, Tambata, Hida Matano. We are the Kari Rami, what the Yetabu to the Amadamadasia gone. Hello, John is all Biro, Pogoji, Yenilo Soundamio, Chinulo Soundamio, a child of John is Shilo Soundamio, New Shiva. Johnson Ludana, John John Marie, you are Jetty, and you see name. I went to Pianago Nagaro, Naluta Mara, who died. Badia Badiba, Tawiniago. Mama, Chenyan Dada, Damantansa, Nangoya, Address. Johnson do Damatia made. Eddie Johnson do Johnson Beetle. Do Beetle say, Vanaloa. We are a Kari Rami, what the Yeta Boduti. Eddie Johnson be solution. Oh, Badia de Boduda. Tabibria di Tajuan Bogorigo, Pendido, John Taimare, John Bluare, John Boni, Temia Vare. Padibadi Mama, Josa Atoda Mujade, Tirata Mari Pena, Fizo no Mujade,
ฏิบัติတရပုဂ္ဂိုလ်တွေကိုလည်းပဲပြည့်စုံပြီးတော့ကျောင်းလူပါတဲ့သာပေကျမ်းဂန်တတ်ကျွမ်းတဲ့ပရိယတ္တိသာသနာဝန်ဆောင်ပုဂ္ဂိုလ်သီလသမာဓိပညာဝိပဿနာတရားတွေကိုကြာကြာနာနာအထုတ်ကြာကြာနာနာသင်ပြပေးနိုင်တဲ့ဒီပฏิပတ်တိဘက်မှာအတွေ့အကြုံဘုဒ္ဓတာရှိတယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုကျောင်းအပ်ရကျောင်းတဲ့ဘုန်းကြီးတွေအနှင်းရမယ်ဘယ်လိုစစ်ဆက်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကကျောင်းလူရချင်းရဲ့ပဂတိတမလွန်ဘဝမှာမဟုတ်ဘဲနဲ့လောလောဆယ်ရနိုင်တဲ့အကြောင်းအကျိုးတွေရှိဥစွာပြတယ်ပြပြီးတော့အဲ့လိုအကြောင်းကိုရွေတဲ့နှမျိုးနဲ့တန်ဃာတော်တွေလှူပါအဲ့ဒီတန်ဃာတော်တွေလှူပြီးရင်ကျောင်းတိုင်ဗရဏနာယကအချင်းနဲ့ဘယ်လိုပုံဆရာတော်မျိုးကိုလှူဒန်းရမယ်ဆိုတာကိုဘုရားကတိတိကျကျပြောတာဝါတယထဘောဓုတိဘောဓုတေပရိယတ္တိဘောဓုတပฏิဝေဒဘောဓုတရှိတဲ့ပုဂ္ဂိုလ်တွေကိုဝါတယေနေစေရမယ်ဝါကြောင်းလူရမယ်ပရိယတ္တိစာပေကျမ်းဂန်တွေကိုကျွမ်းကျင်ကျင်တက်မြောက်တဲ့ပုဂ္ဂိုလ်တွေပฏิပတ်တိတရားကိုကြိုးစားအားထုတ်တဲ့အတွက်ပฏิဝေဒဆိုင်ရာတရားဓမ္မတွေကိုကြာကြာနာနာသိမြင်တဲ့ပฏิဝေဒဘုဒ္ဓတာပုဂ္ဂိုလ်တွေကိုတောင်းတဲ့ဘုန်းကြီးဖြစ်နေအနှင်းရမယ်အမှန်တန်ကောင်းတာပေါ့အဲ့တော့ကျောင်းတဲ့ဘုန်းကြီးကညံ့နေပြီပရိယတ္တိဘက်ကလည်းစွမ်းဆောင်နိုင်မှုမရှိဘူးပฏิပတ်တိဘက်ကလည်းစွမ်းဆောင်နိုင်မှုမရှိတဲ့ဘုန်းကြီးတွေကျောင်းထိုင်နေပြီဆိုရင်ဘာတွတ်တဲ့ဘာဘယ်လိုသောတွတ်တဲ့မှုမှမရှိနိုင်သာသနာအတွက်များစွာကျေးဇူးမပြုနိုင်ဘူးတဲ့အဲ့တော့သာသနာအတွက်လည်းများစွာကြိုးပြုနိုင်ရမယ်သောလူလူတန်းရတဲ့ဒကာဒကမတွေအတွက်လည်းပဲများစွာကျေးဇူးရှိရမယ်တရင်သုံးတော်မူရတဲ့တန်ဃာတော်တွေအတွက်လည်းပဲအကျိုးရှိစေရမယ်ဆိုတော့ဘက်ပေါင်းစုံတောင်ပေါင်းစုံကနေအကျိုးတရားများစေတဲ့နိလန်းကိုဘုရားရှင်ကိုယ်တော်မြတ်ကမိန့်ကြားတော်မူတာဖြစ်ပါတယ်ဒါကြောင့်မို့သတ္တမယပဏိပြောပေါ်တော့တမ္ပတ္တဣဒမတ္တနောဝိဟာရိကာရိရံမိအမတန်သက်သက်စရာမြတ်လို့စရာအမတန်ကောင်းတဲ့ကြောင်းကြီးတွေဆောက်ပြီးတော့တဲ့စန္ဒပေဒပုဂ္ဂိုလ်တွေပရိယတ္တိပฏิပတ်တိပฏิဝေဒဘုဒ္ဓတာရှိကြတဲ့ပုဂ္ဂိုလ်တွေကိုကြောင်းတင်ပြီးတော့ကိုးကွယ်ကြပါလို့ဘုရားရှင်ကိုရမေကဒီတိုင်းမိကြပါဒါလည်းမကလေးဘူးနောက်ထပ်ဆက်ပြီးတော့ပြောတယ်ကဲတော့ကျောင်းတော်တင်ပြီးသွားပြီကျောင်းတိုင်းဘုန်းကြီးတော်တင်မြောက်ပြီအဲ့တော့ကျောင်းတက်ခါမဟုတ်ပဲနဲ့ကျောင်းတက်ကဖြစ်ဖို့လည်းပဲဘုရားရှင်ကိုရမေကဆက်ပြီးတော့ညွှန်ကြားကျောင်းတော်ဆောက်လူပြီးနောက်တဲ့ပစ္စည်းလေးပါဆွမ်းသင်္ကန်းကျောင်းစိလိုအပ်ရကိုမထောက်ပါမယ်တကယ်ကျောင်းတော်ပဲလှူပြီးမသွားနဲ့ကျောင်းတကကျောင်းသားတွေကသာသနာတော်ကိုဆက်လက်ပြီးတော့ပွင့်လင်းစီကားလာအောင်ဆက်လက်ပြီးတော့ဘာတွေလုပ်ရမှာလဲတေတံအန္နစပါဏိစဝတ္တသေနာသနာနိစ္စအဲ့ဒီကျောင်းတကကျောင်းသားတွေကတဲ့ကျောင်းမှာတရင်သုံးတော်မူကြတဲ့တန်ဃာတော်များအားဆွမ်းသင်္ကန်းကျောင်းစိပစ္စည်းလေးပါးကိုထောက်ပံ့လှူဒန်းကြပါတဲ့ဟောတာကျောင်းလူပြီးတဲ့အခါမှာကျောင်းတကကျောင်းသားများလိုက်နာရမယ်တာဝန်တရားကိုဘုရားရှင်ကိုရမေကညွှန်ကြားတယ်အဲ့တော့ကျောင်းတကမဟုတ်ကျောင်းတကမဖြစ်ပဲစီနေတဲ့ကျောင်းတကဖြစ်ပဲစီဒါလောကမှာလည်းပဲဒီစကားပြောနေကြတယ်ကျောင်းတကဆိုကျောင်းဆောက်ပြီးရနောက်တော့ဘာမှထောက်ပံ့မှုကြီးညိုမှုကိုယ်ဝယ်မှုအားပေးမှုမရှိတော့အဲ့ဒါမျိုးကိုကျောင်းတကလို့လောကဘောဟာရတွင်းနေကျောင်းဆောက်ပြီးတော့ဆောက်ရုံများတာမကဘူးကျောင်းနေတန်ဃာတော်များသံဃာကျောင်းနေပစ္စည်းတွေပါမနှွမ်းပါရအောင်ဆက်လက်ပြီးတော့ကြီးညိုညိုနဲ့ထောက်ပံ့တဲ့ဒကာဓမ္မများကြတော့ကျောင်းတကာလို့ဒီလိုခေါ်ကြတာအဲ့တော့ကျောင်းတကာဖြစ်အောင်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကကျောင်းနေတန်ဃာတော်များကိုသံဃာကျောင်းစီပစ္စည်းလေးပါဒါတွေကိုထောက်ပံ့လှူဒန်းမှာဆိုပြီးတော့ဟောကျောင်းတကာကျောင်းမတွေကျောင်းတင်မွေပြီးတဲ့နောက်မှာဆောင်ရွက်ပေးရမယ်တောင်းဝတရားတွေဘုရားရှင်ကိုယ်တော်မြတ်ကအဲ့လိုယူကြတယ်ဒီလိုဆိုရင်ဒကာဓမ္မဘက်ကကျောင်းနေဆောက်ပေးပြီးသာတပိတာကိုတော်တွေကိုလည်းပဲကျောင်းတော်ပြင်တင်ပြီးကိုယ်ွယ်ပြီးသံဃာကျောင်းတွေပစ္စည်းတွေပါလည်းထောက်ပံ့နေဆိုဒကာဓမ္မတွေဘက်ကဝတရားတွေပြည့်စုံသွားအဲ့တော့ဆရာနဲ့တကာနဲ့ဆရာလက်တွဲပြီးတော့သာသနာပြုရတာဂါရနာဂါရစဥဘောအညွညလေတိတအာရာတိယတိတတ္တမယောဂခေမမနုတရံတဲ့သာသနာတော်ကို
တန်ဃာတော်တွေနဲ့ကြည်သာသနာပြုလို့မရသာသနာတော်တန်ဃာတော်တွေဆိုတာစီဝါရေးလုပ်ကြရတာမဟုတ်ဘူးစီဝါရေးလုပ်ကြရတာမဟုတ်တဲ့ကြစာရေးနေရေးဝေရေးကျမ်းမာရေးအတွက်ခုနစွမ်းတင်ကန်းကြောင့်ဒီပစ္စည်းလေးပါမရှိဘဲနဲ့သာသနာပြုလို့မရအဲ့ဒီစွမ်းတင်ကန်းကြောင့်ဒီပစ္စည်းလေးပါကိုယ်တိုင်ဖန်တီးပြီးတော့လုံးနေရရင်လည်းပရိယပฏิပတ်တာဝန်တွေလက်လက်ပြီးတော့ပေါ်ရောက်ပြီးတော့သာသနာတော်ကိုများများကြီးကျေးဇူးမပြုနိုင်ဒါမှမဟုတ်တော်ရှင်မြတ်တွေကဘုရားရှင်ဟောကြားတော်မူတဲ့တရားတော်တွေမပြတ်မပြတ်အောင်စာပေပို့ချဆရာဘုန်းကြီးတွေကစာပေတွေပို့ချတဲ့စာသင်သားတွေကစာပေတွေသိယူခြင်းဖြင့်ဘုရားရဲ့တရားတော်တွေမကွယ်မပရအောင်ထိမ့်သိမ်းဆောင်ရှောက်တဲ့တစ်ဖက်ကလည်းပဲဘုန်းကြီးတို့လိုကြောင့်တရားဓမ္မတွေထိမ့်သိမ်းနိုင်ွယ်မရတဲ့မထိမ့်သိမ်းနိုင်တဲ့အကျေအားဖြင့်229အတွက်အကျေအားဖြင့်ဂရီ9185တန်3600ပမာဏရှိတယ်များစွာသောသိက္ခာပုဒ်တွေကိုလည်းပဲတစ်ဖက်ကထိမ့်သိမ်းထားရအဲ့တော့ဒီလိုထိမ့်သိမ်းထားရတဲ့သံဃာတော်တွေကစီဝါရေးမလုပ်ရစီဝါရေးမလုပ်တဲ့အခါကျတော့စာဝတ်နေရေးအတွက်အခက်အခဲတွေတွေ့လာနိုင်တယ်ဒါမှမဟုတ်သံဃာတော်တွေနဲ့သာသနာပြုလို့မရဘူးဘုန်းကြီးတို့တရားဓမ္မတွေကခုနလိုစာပေပို့ချဖို့ဘုန်းကြီးတို့တရားဓမ္မတွေမတတ်နိုင်စာရီသင်္ဟန်ဖို့ပိဋကတော်တွေလေ့လာဖို့သင်ကြားခြင်းပို့ချခြင်းဒီလုပ်ငန်းတွေကိုဘုန်းကြီးတို့တရားဓမ္မတွေကမလုပ်နိုင်ကြကိုယ့်ရဲ့စီဝါရေးမိသားစုအရေးလူမှုရေးအရေးအရာတွေအများကြီးရှိတဲ့အခါကျတော့ဒီသာသနာအရှိကတည်တဲ့အကြောင်းဖြစ်တဲ့ဗရဏာအကြောင်းဖြစ်တဲ့ပရိယတ်ဒီစာပေကျမ်းဂန်တရားပို့ချခြင်းသီလသမာဓိပညာဆိုတဲ့ပฏิပတ်တိသာသနာတော်ထိုင်မာအောင်ထိမ့်သိမ်းစောင့်ရှောက်ခြင်းဆိုတဲ့လုပ်ငန်းဘုရားဓမ္မတွေကအများဆုံးထိမ့်သိမ်းနိုင်10ပါးပဲ10ပါးသီလပဲထိမ့်သိမ်းနိုင်ဒီသံဃာတော်ဒီကိုရင်လေးတွေဆိုလို့ရှိရင်ဟော109ပါးသောသီလတွေထိမ့်သိမ်းတာကိုရင်လေးထိမ့်ရတဲ့သီလပေါင်းဘယ်လောက်လဲ109ပါးရှိရဟန်းတော်တွေထိမ့်သိမ်းရတာကအကျဉ်းအပြင်229ကသိက္ခာပုဒ်ခေါင်းစည်းလေးတွေကိုညီညွတ်ပြီးပြောတာအဲ့ဒါတွေကိုကျမ်းတက်ပေတဲ့ပဋိသမီတာပတ္တယန္နာမထေရကြီးတွေကဝိနိပိဋကတော်အသေးစိတ်လေးလာပြီးတော့တွက်ချက်လိုက်တဲ့အခါမှာဂရေပေါင်း9000နဲ့180ဂရေပေါင်းကိုသီလပေါင်း9180ဂရေပေါင်းတကယ်ဆိုတော့ကိုများလာအဲ့ဒီဂရေပေါင်း9000ကျော်9180 5တန်3600ရတယ်လို့ဒါပိဋကတော်မှာမှတ်တမ်းတင်ထားပါအဲ့ဒီသီလတော်တွေကိုလည်းတစ်ဖက်ကထိမ့်ပြီးတော့နေကြရတာဆိုတော့သာဝနေရဲ့အတွက်သံသင်္ကန်းကြောင်းစီပစ္စည်းလေးပါကိုဘုန်းကြီးတို့တရားဓမ္မတွေကသူရန်ထောက်ပံ့ရဒါမှမဟုတ်တရားဓမ္မတွေမပါဘဲနဲ့လည်းသာသနာပြုလို့မရဘူးတရားဓမ္မတွေကြီးသာသနာပြုလို့လည်းမရသံဃာတော်တွေကြီးလည်းပဲသာသနာပြုလို့မရအဲ့တော့တန်ဃာတော်တွေကရှေ့တန်းကနေဆောင်ရွက်နေတဲ့အချိန်မှာဘုန်းကြီးတို့ဓမ္မတွေကနောက်တန်းကနေလိုအပ်တဲ့ပစ္စည်းတွေပါထောက်တာဟောဒါလည်းမကဘူးတဲ့ခုဒီရာဇဂုတ္တေကိုဟောတဲ့ကျောင်းလူမောဒနာတရားထဲမှာနောက်ဆုံးဘာပြောတယ်လဲဆိုတော့တိတတ္တဓမ္မဒေတိသဗ္ဗဒုက္ခပလူဒနံတေတို့ကျောင်းမှာနေထိုင်ရတဲ့အင်္ဂါတော်တွေကတဲ့တတ္တတို့ကျောင်းတကာကျောင်းမှာပေါင်းလာသဗ္ဗဒုက္ခပလူရဏစိတ်ရင်ငြိမ်ကြောင်တရားကောင်းတရားမြတ်တွေကိုဒေတင်တိဟောပေးရမယ်တရားကောင်းတရားမြတ်တွေဒကာဓမ္မတွေနားလည်လာအောင်ကျောင်းတကာကျောင်းသားတွေယုတ်တရားအကြောင်းနန္တရားအကြောင်းကုသိုလ်အကြောင်းအကုသိုလ်အကြောင်းကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အပြစ်ဒါတွေကိုကြာနားလည်ပြီးတော့သာသနာဆိုတာဘာလဲဘုရားဆိုတာဘာလဲတရားဆိုတာဘာလဲတန်ခါဆိုတာဘာလဲဘုရားတရားတန်ခါယန္နာသုံးပါးရဲ့စစ်မှန်တဲ့သဘာဝတွေသိအောင်ကျောင်းတိုင်းမှာနေကြတဲ့တန်ခါတို့တွေကဓမ္မတွေဟောပြောပေးပါတဲ့ဒါတွေအသိရှိမှအကောင်းကိုရွေးချယ်တတ်အသိမရှိလို့ရှိရင်အကောင်းကိုမရွေးချယ်တတ်အဲ့တော့အသိရှိမှကောင်းတာဆိုတာကိုလည်းပဲရွေးချယ်စီစဉ်နိုင်တယ်အသိတရားမရှိတော့ဘူးဆိုလို့ရှိရင်ကောင်းတာကိုလည်းကောင်းမှမသိဆိုတာကိုလည်းဆိုမှမသိပဲနဲ့အဆိုးတွေကိုကောင်းထင်ပြီးလုပ်နေပြီးတတ်တယ်ကောင်းတာတွေကြတော့မကောင်းမထင်ပြီးတော့မလုပ်ဘဲနဲ့နေတတ်တယ်
ဒါမှဘုရားရှင်ကိုရမြတ်ကဒကာရမတို့အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးဆင်းရဲခတ်သိမ်းရေးဆိုတာနံပါတ်1အသိတရားနံပါတ်1ရှိရအသိပညာရှိရမယ်တတိတရားရှိရအဲ့ဒီတတိနဲ့ပညာနဲ့နှစ်မျိုးပြည့်စုံအောင်ကျောင်းတိုင်ပုဂ္ဂိုလ်တွေကကျောင်းမှာနေကြတဲ့တန်ဃာတော်တွေကကြာနာနာဒါတွေဟောပြပါတဲ့အခြေခံတရားတွေကနေစပြီးဟောပြနောက်ဆုံးဒုက္ခငြိမ်းချမ်းသမထဝိပဿနာဒီတရားကောင်းတရားမြတ်တွေကိုကြာနာနာဒကာဒကမတွေသိနေအောင်ဟောပြရမှာကကျောင်းမှာနေကြတဲ့တန်ဃာတော်များရဲ့တာဝန်တဲ့ဒီတာဝန်ကိုတန်ဃာတော်တွေကလည်းပဲကြည့်ပြအောင်ဆောင်ရမယ်ဆိုတော့မြတ်စွာဘုရားအဲ့လိုစနစ်တကျဟောတာတကယ်ကောင်းတယ်ပထမဆုံးဟောတဲ့ကျောင်းလူမောဒနာတရားနောက်ဒီတတ္တဓမ္မတေတင်ဒီသဗ္ဗဒုက္ခပလူရဏံယံသောဓမ္မဣတိညာယပရိနိဗ္ဗာတိနာတော်တဲ့ဟောဒီဘုံမှာအလောကုကံယန္တာဖြစ်အောင်ကြိုးစားပြီးတော့ဟောပြလိုက်ပါတဲ့ဒီဘဝမှာအလောကုကံယန္တာမဖြစ်နိုင်သေးတော်တောင်မှဟောဒီဘုရားရဲ့သာသနာအတွင်းမှာမဂ္ဂုနိဗ္ဗာန်ကိုရသွားအောင်နေစို့အာတော်ကင်းกว่าယန္တာဖြစ်သွားအောင်အတော်ငြိမ်းချမ်းပြည့်တဲ့ငြိမ်းချမ်းတရားကောင်းတရားမြတ်တွေကိုတန်ဃာတော်တွေကဟောပြရမယ်ဆိုတဲ့ဟောဒီတောင်ဝတရားတန်ဃာတော်တွေမလွဲမသွေဆောင်ရရမယ်တောင်ဝတရားကျမ်းရှင်ကိုရမကအဲ့လိုအသေးစိတ်ညွှန်ပြပါဒါရာဇဂိုတတိကိုဟောတဲ့ပထမဆုံးသောကျောင်းလူမောဒနာတရားဒီအနုမောဒနာတရားခုနေ့ဓမ္မဂီရီကျောင်းတော်ယူစကြပွဲမှာဘုန်းကြီးကုမာရဘိယဝန္တရဲ့တဲ့90ပြီးရွှေလူမွေးနေ့မှာဘုန်းကြီးများကဘုရားရှင်ကိုရမြတ်ပထမဆုံးဟောကြားတော်မူခဲ့တဲ့ကျောင်းလူမောဒနာတရားနဲ့ဒုတိယပိုင်းမှာကျောင်းလူရခြင်းအကျိုးတွေနည်းနည်းကိုပြောရင်းနဲ့ဘုန်းကြီးတို့ဂုဏ်ပြုပါတယ်အဲကျောင်းလူရသူ့ကျောင်းသူ့တန်းပုံအချင်းရာတွေမြတ်စွာဘုရားကိုလည်းညွှန်ကြားတဲ့ဒီကျောင်းလူမောဒနာတရားကိုကျင့်ကြံပြီးတော့ဘုန်းကြီးတို့ပြောခဲ့ပါပြီဆက်လက်ပြီးတော့နည်းနည်းပါးပြောချင်တာကျောင်းလူရခြင်းအကျိုးဟာအများကြီးပါဘုရားရှင်ကိုရမြတ်ကအာဝဒတဏတပဏာနိတန္တခောနာမဝတ္တောပုရိသောတမထောဣညတရာဗုဒ္ဓဗနလောကနာတယုတ်တော်မုခန္နနုဒေနာစာပိကျောင်းလူရခြင်းအကျိုးတွေဟာအများကြီးဘုရားမှာတပါကျန်တဲ့ပုဂ္ဂိုလ်တွေကကျောင်းလူရခြင်းအကျိုးတွေကိုကောင်းအောင်ဘယ်သူမှမပြောပြနိုင်ဘူးတဲ့ကျောင်းလူရခြင်းအကျိုးတွေကိုတကယ်သိတာကဘုရားမှာသိအဲ့တော့ဘုရားသာလေရင်ကျောင်းလူရခြင်းရဲ့အကျိုးတရားတွေပုံစံအောင်ပြောနိုင်ပါလေတဲ့သိတယ်ပုံစံအောင်လည်းပြောပြနိုင်ဘုရားမှာတပါကျန်တဲ့ပုဂ္ဂိုလ်တွေကတော့တာမန်ပုဂ္ဂိုလ်မပြောနဲ့ယုတ်တော်မုခန္နနုဒေနာစာပိပါဇာပေါင်း1000ပါတဲ့ပုဂ္ဂိုလ်တဲ့ပါဇာပေါင်း1000ပါတဲ့ပုဂ္ဂိုလ်ကတုတ္တတဲ့လုံးမှာအိတ်ချင်းစားခြင်းအချိန်မှတပါကျန်တဲ့အချိန်ကြီးကျောင်းအလှူရခြင်းရဲ့အကျိုးတရားတွေပြောပြနေတဲ့ကုန်းမမဟုတ်ဘူးတဲ့အဲ့တော့ကြီးကျယ်တယ်ပေါ့ပြောလို့လားဘုရားရှင်ကိုယ်တော်မြတ်တို့သာလျှင်ကျောင်းလှူရခြင်းအကျိုးတရားဘုံစင်အောင်ပြောပြနိုင်တယ်အဲ့တော့ဒီကျောင်းလှူရခြင်းအကျိုးဟာဘယ်လိုကြီးမားတယ်ဆိုတာကိုပြောစရာတွေအများကြီးအဲ့ဒီတည်းကနေချိန်ကာလကြည့်ပြီးတော့တိနာကုတိဒါယကမထေရရဲ့အကြောင်းလေးဒါအလုံးနဲ့တော်တော်များများသိကြတာဒီဝိသားလေးကိုပို့ပြီးတော့အသိဉာဏ်ရှင်းလင်းသွားအောင်ဘုန်းကြီးကထပ်ပြီးတော့ပြောလိုပါတယ်ဘုရားတဲ့မှာမျိုးကောင်းသားတရားဘုရားတရားနာရတယ်တရားနာရပြီးတော့သာသနာကိုကြည်ညိုလို့သိရှိတဲ့ပြည့်စုံတဲ့ကိုယ်ဆွတ်လို့ပြီးတော့ရဟန်းဝတ်ပြီးတော့ဘုရားဓမ္မတရားတောင်းတယ်တရားတောင်းပြီးတော့တရားကိုအထုလိုက်တာဘာမှမကြောက်ဘူးဟောပဋိသင်္ဂိတပတ္တယန္တာဖြစ်တယ်ဘာယန္တာလဲပဋိသင်္ဂိတပတ္တယန္တာဆိုစတ္တပိတဲ့ယန္တာဖြစ်သွားယန္တာဖြစ်တိုင်းစတ္တတာမဟုတ်ဘူးသမတတ်တဲ့ယန္တာတွေအများကြီးရှိအဲ့တော့ပဋိသင်္ဂိတပတ္တဆိုရင်တော့ပိဋကသုံးပုံနဲ့ပတ်သက်လို့အခုတတိနားလေသွားပြီးအဲ့တော့အထုမတင်ရပဲနဲ့ပဋိသင်္ဂိတပတ္တယန္တာဖြစ်သွားပြီဆိုလို့ရင်အထုမတင်ရပဲနဲ့ပိဋကသုံးပုံကိုကျွမ်းကျင်ကျင်နဲ့တတ်တယ်ဒါလည်းမကသေးဘူးတဲ့သာလာဘိညာယန္တာဘာလဲလဲသာလာဘိညာယန္တာသံဃကိုအမျိုးမျိုးရတဲ့ယန္တာတရားကလည်းကြာကြာလည်းအာမထုတ်လိုက်ရရဟောပြီးတော့ဘာမှမကြောက်ဘူး
တရားအားထုတ်လိုက်တာတာမန်ယဟန္တာမဟုတ်ဘူးသတ္တဗေဒယဟန္တာဇံဝိညာဉ်ယဟန္တာဖြစ်တော့တချို့ဆရာတော်ကြီးတွေကဟောတာကမာရိမြတ်တရားအားထုတ်လိုက်ရတာ10နှစ်15နှစ်ရှိပြီခုချိန်ဒီတမတ်တဘူလောက်ပဲရတချို့ကနမတ်2ဘူရတယ်တချို့ကလုံးဝဘာမှဘာကူမှမရသေးတဲ့သံဃာတော်တွေနှစ်ပေါင်းများစွာတရားအားထုတ်ပြီးနေတော့လည်းပဲဘာတရားမှမရသေးတဲ့သံဃာတော်တွေကလည်းဟောတာပေါ့ဒီကိုယ်တော်လေးကလည်းတကယ်လို့ဘာမှမကြဘူးမျက်နှာစမ်းတဲ့တကယ်အောစရာရဟန္တာဖြစ်တယ်လို့ဆိုတော့စိတ်ဝင်စားကြတာစိတ်ဝင်စားကြအဲ့တော့သံဃာတော်တွေကလည်းစိတ်ဝင်စားတယ်ဘေကုတွေကလည်းစိတ်ဝင်စားတယ်သံဃာတော်တွေကပြောပြတယ်ကြောင့်ဒကာတော်ကလည်းစိတ်ဝင်စားတယ်ဒီကိုယ်တော်လေးဘယ်လိုကုသိုလ်တွေများလုပ်ခဲ့လို့ဒီလိုထူးထူးခြားခြားရဟန္တာဖြစ်တာပါလေဘာကုသိုလ်တွေများလုပ်ခဲ့တာပါလေသိကျင်ကြဒါနဲ့သံဃာတော်တွေမေးတယ်သံဃာတော်တွေကလည်းမသိဘုရားကိုသွားလျှောက်ဒီဘုရားကတနေ့ကြတော့အဲ့ဒီအထေလေးကိုယဟန်လေးကိုပြိဿရှိခေါ်တယ်ပြိဿကလည်းအများကြီးဘေကုနီဥပါဒကဥပါတိကပြိဿလေးပါစုံညီတဲ့တရားဓမ္မတပိမှာမြတ်စွာဘုရားဆိုတယ်မဟုတ်ဘူးအဲ့ဒီကိုတော်လေးကိုရှင်းသားလေးခေါ်ကြချက်သားတဲ့ချက်သားဟာခုယဟန်ပြုတ်ပြီးဘာမှမကြဘူးယဟန္တာဖြစ်တယ်ယဟန္တာဖြစ်ပြန်တော့လည်းပဲထူးထူးခြားခြားဇာတပေဒပဋိသင်္မိတာပတ္တယဟန္တာဖြစ်တယ်မြေရှို့မိုးပြဇံပင်ញမျိုးမျိုးကိုအုပ်စိုးနိုင်တဲ့သလပင်ညယဟန္တာဖြစ်တာဟောဒီပိဋကသံဃာတော်တွေကရောဘေကုဏီမေတွေကရောဒကာဒကမတွေကရောသိကျင်နေတဲ့အဲ့တော့ချက်သားပြောပြလိုက်ပါချက်သားဘာတွေလုပ်ခဲ့လို့ဘယ်လိုကုသိုလ်တွေလုပ်ခဲ့လို့ဒီလိုထူးထူးခြားခြားမြန်မြန်ဆန်ဆန်နဲ့ရန်ဖြစ်ရတာရန်တာဖြစ်ရတာလေဘုရားရှိခိုးတော်မြတ်ကတိုက်တွန်းတဲ့အတွက်ကြောင့်မို့အဲ့ဒီကိုတော်လေးကဘုရားရှင်မှာပဲဘုရားဘက်ကိုလည်းဥဒိချိပြီးတော့သူ့အကြောင်းတွေပြောပြပြီးတော့ဟိုဝိပဿနာမြတ်စွာဘုရားလက်ထက်ကတော်တော်ဆင်းရဲတဲ့မျိုးသားတစ်ယောက်ဖြစ်ပါလေတတိယယောက်အိမ်မှာအလိုလိုကတဏှီသောအခါမှာပြီးတော့စဉ်းစားတယ်။ဘုရားသာသနာနဲ့လည်းတွေ့နေပြီ။ဘုရောလောကေသမုပ္ပန်တော်အဓိကရောစနတ္တိ။သာသနာဘုရားရှင်ကိုယ်တော်မြတ်ဝိပဿနာမြတ်စွာဘုရားပွင့်တော်မူတယ်။ဘုရားရှင်ကိုယ်တော်မြတ်ကလည်းတရားတွေဟောတော်မူတယ်။သံဃာတော်တွေကလည်းအများကြီး။သံဃာတော်တွေကလည်းပဲတရားတော်တွေဟောကြ။အဲ့တော့ကုသိုလ်ကောင်းမှုတွေရလိုက်ကြတာတဲ့။အဲ့တော့ဘုရားပွင့်နေတဲ့ဒီကာလကြီးမှာငါဟာကိုယ့်အသက်အရွယ်20ကျော်အစိတ်လောက်ရှိတဲ့ဒီအရွယ်ကြီးသူဒီချာကြဘာကုသိုလ်မှမလုပ်ဘူးသေးဘူးသူတွေးတာဘုရောလောကေသမုပ္ပန်တော်ဒီတာရောဇနတ္တိငါထူးထူးခြားခြားပြုတဲ့ကုသိုလ်ကောင်းမှုတစ်ခုဘာတစ်ခုမှမရှိဘူးသာသနာတော်လည်းထုံးလိုက်တာဘုရားရှင်ကိုယ်တော်မြတ်ကလည်းတတ်တော်ထင်ရှားရှိတယ်တန်ဃာတော်တွေကလည်းပဲထောင်ပေါင်းများစွာတောင်းပေါင်းများစွာရှိဒီလိုကာလကြီးမှာတဲ့ငါမှာအားကိုးစရာကုသိုလ်ကောင်းဘာတစ်ခုမှမရှိဘူးအဲ့တော့သူစဉ်းစားပြီးတော့ဒီဘုဒ္ဓဘာသာဒုံလဘကြုံရတဲ့ခါကာလမှာငါအတွက်တကယ်အားကိုးတော့တဲ့ကုသိုလ်ကိုတော့ရအောင်ယူမရမယ်ဆိုပြီးတော့သူတတိစီတော့ဖွင့်တောင်းတယ်ကျွန်တော်လည်းပြန်တည့်ရတာအလုံးနားခွင့်ပေးပါလို့တတိကိုတောင်းတော့တတိကခွင့်ပြုပါအဲ့တော့နောက်ပြည့်ရကြတော့သူကငါးလေးနဲ့တယွန်းလေးယူသွားပြီးတော့တောထဲထွက်သွားတယ်တဲ့အဲ့ဒီညကလည်းပဲမိုးတွေရွာလေတွေတိုက်တာအဲ့တော့သူတို့မျိုးနဲ့မလန်းမကန်တောထဲမှာတန်ဃာတော်တွေတရားအထုတ်နေတဲ့တန်ဃာတော်တွေအကြောင်းမရှိဘူးကျောင်းမရှိဘဲနဲ့သစ်ပင်တရားမှနေပြီးတရားထုတ်ကြတဲ့တန်ဃာတွေမင်းညာမိုးတွေကလည်းရွာလေးတွေကလည်းတိုက်တော့ချမ်းတုံပြီးတော့နေတာမြင်တဲ့အခါကျတော့တန်ဃာတော်တွေမိုးရံလေတန်ကြောင့်မို့ပြန်မတော်မူနေကြတယ်ကြီးညိုကြလည်းကောင်းလိုက်တာလို့အဲ့မှာသူမြေမိုးကြောင့်ဆောက်လူတွေအကြောင်းဆောက်လူတာတော့မြေမိုးကြောင့်ဝါးလေးတွေနဲ့တန်လုပ်တယ်အပေါ်ကမိုးတာကမြက်ပေါ့ဘေးကလည်းပဲမြက်တို့တိရွက်တို့ဝါရီချမ်းမျိုးဝဲဒီပဲဒီတွေနဲ့တောက်ပြီးတော့အကာလေးပဲအဲ့ဒီမြက်တို့တက်ခက်တို့နဲ့လောက်ထားတဲ့အကာပေါ့အဘိုးကလည်းပဲမြက်မိုးကျောင်းလေးတယောက်တည်းပျော်လိုက်တာ
တယောက်တည်းဘယ်သူမှကုမဲလို့မပါအဲ့တော့အားရပါရပြောရှင်ရှင်နဲ့ကြောင်းလေးဆောက်လိုက်တာပြီးသွားတယ်ဘယ်တော့ပမာဏရှိတယ်လို့ပြောတာအဲ့ဒီကြောင်းလေးလည်းပြီးရောတခါထေကြီးတန်သွားပြီးတော့ဟောတတိတော်အားတဲ့တတိတော်ကြောင်းလေးဆောက်ပြီးပါပြီဗျာတဲ့ဒီကြောင်းကိုရှင်ဘုရားတို့ကတတိတော်တူတန်းပါတယ်ဆိုပြီးတော့ကျောင်းဆောက်ပြီးတော့လူတွေခဏကိုတော်လေးကသူ့ကျောင်းလေးပြန်ပြောနေတာဟိုဝိပဿနာဘုရားတက်တဲ့ကလုပ်ခဲ့တဲ့ကုသိုလ်ဘာကျောင်းဆောက်လို့လာတော့ပြန်မိုးကျောင်းလေးဟုတ်လားပြန်မိုးကျောင်းလေးဟိုလင်းသား6နာရီတော့အတွင်းမှာပြီးအောင်ဆောက်တဲ့ကျောင်းဆိုတော့ဒါကမှကြီးကျယ်တဲ့ပါမာတော့မဟုတ်ပါဘူးဒါမျိုးလို့စိတ်ထဲမှာပျော်လိုက်တာနောက်တစ်သက်မှာဒါအပျော်ဆုံးနေပဲအိမ်ပြန်သွားတယ်အိမ်ရောက်တဲ့အခါကျတော့တထေးကမေးတယ်မင်းကလေးခွင့်ယူပြီးသွားတာဘာလုပ်ခဲ့လဲကျွန်တော်တန်ဃာတော်ကြီးကျောင်းမရှိလို့ဟိုမှာတပည့်တရားမှာတရင်သုံးနေရတယ်တန်ဃာတော်ကြီးကျွန်တော်ကြီးညိုလွန်းတော့ကျောင်းလေးဆောက်လူခဲ့ပါတယ်လို့ဆိုတတိကကြောပုတ်တယ်မင်းတိတော်တဲ့လူတွေငါကပိဿံနေသိမ်းပေါင်းများစွာတန်ပေါင်းများစွာငါပိုင်နေမယ်လို့ငါကျောင်းတကမဖြစ်သေးဘူးတဲ့မင်းကပိဿံတရားမှမရှိတဲ့ငါစီအလုံးလုံးနေတဲ့လူတရားကမင်းအသိလေးမှဉာဏ်ပညာရှိလို့အခုမင်းကျောင်းတကဖြစ်သွားမင်းငါတဲ့သားရဲ့ဆိုပြီးချီးမွမ်းတယ်ချီးမွမ်းပြီးတော့လူပြောကြပါဆိုသူ့ကိုလူသမားဘဝနဲ့မထားတော့ဘူးဝိဇာသားဖြစ်နေဝိဇာလိုက်ကျောင်းလူလိုက်ကချက်ချင်းကြိုးပေးတပြီးတော့အဲ့ဒီဘဝကနေတဲ့စပြီးတော့ဒီကျောင်းလေးလူရတော့ခဏခဏတတိယခဏခဏအောင်းမေးပြီးတော့ပျော်တဲ့စိတ်တွေကုသိုလ်စိတ်တွေတက်တက်လုံးဖြစ်ရတဲ့အတွက်ကြောင့်သိတဲ့အခါကျတော့တပြီးတော့တောင်းပန်တဲ့ပြီးတော့ဖြစ်ပါတယ်အဲ့ဒီဘဝကစပြီးအခုဒီဘုရားဘဝအထိ60တကဘာအဲ့ဒီ60တကဘာမှာအဖေငရေတရိษံပိဋ္ဌအတုရကေပဲလေးကိုလူလုံးလူမဲလူစင်းရင်လို့တန်းစားဘွားဘယ်တော့မှမရောက်တော့ဒါသူကိုယ်တိုင်လျှောက်တာကာယကံရှင်ဖြစ်တဲ့ယန္တာမထေရကြီးကလျှောက်တာဘုသူရှေ့လျှောက်တာတော့ဘုရားရှေ့လျှောက်တာဆိုသူမမှန်တာလျှောက်ရပါမလားသူကိုယ်တိုင်ကလည်းဘာဖြစ်နေတာတော့ယန္တာဖြစ်နေတာယန္တာဖြစ်တော့သူမမှန်တာပြောတာမပြောဘူးဒါမှမဟုတ်မြတ်စွာဘုရားကိုယ်တိုင်ပြောခိုင်းတာအဲ့တော့ပြောတဲ့ကတည်းကသူကဒီလိုအကျိုးတရားတွေတပြည့်တော့60တကဘာဟောဒီမြေမိုးကြောင့်လေးဆောက်လူလိုက်တဲ့အတွက်ပေရကားပိတ်ဟုတ်လားအရိယာဖြစ်လို့လားမဟုတ်ဘူးဘုရုဇေမေဖြစ်တော်လည်းပဲဒီအလှူအကြောင်းလူကိုလှူလိုက်တဲ့အတွက်ကြောင့်ဒီအကြောင်းလူကသူ့စိတ်ကိုအမတန်ကြည်နူးနေတဲ့စေတဲ့အတွက်ကြောင့်ရေရမီတိတော်မနာတာတွေဖြစ်ပြီးဝမ်းသာပြီးတော့ကုသိုလ်တွေတိုးလာလို့ဟောပဲလေးပါးတကားပိတ်တယ်တဲ့အဲ့တပြည့်တော်မှာလူဖြစ်တဲ့လူတဏ္ဍာစာဖြစ်နတ်ဖြစ်ရင်လည်းနတ်တဏ္ဍာစာဖြစ်တယ်ဗိမာန်ကောင်းကောင်းကြီးတွေနဲ့ကျောင်းဆောက်လူခဲ့တာဆိုတော့သူကကျောင်းဆောက်လူခဲ့တာဆိုတော့သူနေရတဲ့ဘုံဗိမာန်ကြီးတွေကလည်းအကောင်းစားကြီးတွေလူဘဝမှာအိမ်ရတိုက်တာတွေနဲ့နေရပြီးဆိုဘယ်တော့မှအိမ်ဆုံးအိမ်ပဲနဲ့နေရဘူးလေအမတန်ကောင်းတဲ့အိမ်တွေနဲ့နေရစိတ်ထဲမှာငါလေးအမတန်ကောင်းတဲ့တိုက်ကြီးနဲ့နေလိုက်တာဆယ်ရက်တိုက်ကြီးနဲ့နေခြင်းနဲ့သဘောမှာပေါ့အဲ့လိုစိတ်ကူးလိုက်လို့ရှိရင်သူစိတ်ကူးတဲ့အတိုင်းပဲစင်ပြေဖြစ်သွားဒါကြောင့်လူရခြင်းအကျိုးဘာလို့သူကအဆောက်အုံကိုလူခဲ့တယ်ဆိုအဆောက်အုံကျိုးပေးတာခုနပြောခဲ့ပြီးကျောင်းဆောက်အောင်မှာအေးတံအပူတံတာယရိဇံတံမိတ်ချင်ရင်လေတံစတဲ့ဘိုးတံလေးတံတွေကိုကာကွယ်ဆောက်ရှောက်နိုင်ရဆိုတဲ့အကျိုးတရားတွေဒီကျောင်းလူကဖြစ်ပေါ်စေတဲ့ချမ်းသာတွေဖြစ်တော့လူသောအကျိုးတရားတွေပြန်ရအဲ့တော့တပြည့်တော်မှာတဲ့အဲ့ဒီ60တကဘာထဲမှာအပေလေးပါမရောက်ခဲ့ရပါဘူးတဲ့လူပြည်နဲ့ရသူတိုက်ဘုံဘဝမှာအမတန်ကောင်းမြတ်တဲ့ဘုံဗိမာန်ကြီးတွေနဲ့ချမ်းသာနေခဲ့ရပါတယ်တဲ့တပြည့်တော်စိတ်တရားဘယ်တော့မှကြောက်ရွံ့တုန်လှုပ်နေတယ်ဆိုတာလည်းမရှိဘူးပြီးတော့ဘယ်သွားတပြည့်တော်ကိုအမတန်ရှင်လေးတွေကြားတွေတက်တဲ့တွေတာယတိရစ္ဆာန်တွေပေါ်တယ်တော်တယ်တပြည့်တော်သွားလဲအဲ့ဒီတာယတိရစ္ဆာန်တွေကတပြည့်တော်ကိုနှိမ့်ဆက်ဘူးဒါကြောင့်လူရခြင်းအကျိုးပဲဗျာတဲ့ဒီလိုတော့ဘယ်နေရာသွားတာအန္တရာယ်ကင်းဘေးကင်းနေဒါလည်းပဲကြောင့်လူရခြင်းတို့အကျိုးတရားပြီးတော့တပည့်တော်ရဲ့စိတ်တရားအများကြီးလင်းပြီးတော့နေတဲ့အတွက်ကြောင့်မို့တပည့်တော်ရဲ့ဉာဏ်လည်းကောင်းလိုက်တာတတိယလည်းကောင်းလိုက်တာဟိုငယ်ငယ်ကပြောခဲ့တဲ့လုပ်ငန်းတွေအကုန်မှတ်ရတတိကောင်းတယ်ဆိုဉာဏ်လည်းကောင်းတယ်စာလေးကြက်လိုက်လို့ရှင်ခဏလေးနေရတယ်တ
အသိပညာအတတ်ပညာဘုဒ္ဓပညာတွေကိုစင်ပူလိုက်လို့ရှိရင်လည်းပဲခဏလေးနဲ့တတ်တယ်အဲ့လိုကောင်းကျိုးတရားတွေရပါတယ်ဗျာစသည်အပြင်လျှောက်တော့အဲ့လို60ကဘာတိုင်းတိုင်းပဲလေးပါမလိုင်းပြောက်ခင်နဲ့လူပြည်နဲ့ရသူတိဘုံဘဝတွေမှာအထက်တန်းစားချမ်းသာဒုက္ခတွေရခဲ့ပါတယ်အသေးစိတ်မပြောတော့နော်အဲ့လိုချမ်းသာတွေရပြီးအခုဒီဘဝမှာချမ်းသာကြွယ်ဝတဲ့မိဘရဲ့သားလေးတယောက်ဒါဖြစ်ပြီးတော့ဘုရားတရားနာရလို့ဘုရားကြည်ညိုပြီးတော့ရဟန်းတော်တယ်ဘုရားတန်တရားတောင်းပြီးအားထုတ်လိုက်တော့သိမကြဘူးခင်ဗျခုနပြောခဲ့တယ်ပဋိသင်္ဗိဒပတ္တယဟန္တာသရဝိညာယဟန္တာဖြစ်ရပါတယ်လို့သူရဲ့ဘဝဇာကြောင်းလေးကိုပြန်ပြောင်းပြီးဟောကြားတာကိုဘုန်းကြီးတို့ပိဋကတ်တော်မှာမှတ်တမ်းတင်ထားပါတယ်ဒါကြောင့်မို့ပါမငွေကုန်ကြီးကြတပြားမှမကုန်နဲ့ညမိုးကြောင်းလေးဆောက်လုပ်လူဒန်းတာတောင်မှဒါတော့ကြီးကျယ်ဖွံ့ဖြိုးမြတ်မြတ်တဲ့ကောင်းကျိုးတရားရရင်ဟောဒီဓမ္မဂိရိကြောင့်တကယ်ခေတ်မီပစ္စည်းတွေနဲ့ကောင်းစားပစ္စည်းတွေနဲ့ကြာနာနာတိဆောက်ထားပြီးတော့သာသနာတော်ကိုကြီးကြီးညိုညိုနဲ့လူဒန်းရတဲ့ဒီကြောင့်ရဲ့ကုသိုလ်ဟာဘယ်လောက်ကြီးကျယ်မယ်ဆိုတာဘုန်းကြီးတို့တရားဓမ္မတွေမှန်းဆပြီးတော့ကြည့်ကြပါတော့ဒါကြောင့်မို့သာသနာတော်မှာလိုအပ်တဲ့ကျောင်းတော်ပြဆောင်မှုတို့တွေဆောက်လူရတယ်ဒီကျောင်းတရားရဲ့အကျိုးတရားတွေကဒီလိုလည်းရှိတယ်လို့ဟောလိုအသိဉာဏ်ရှိသွားပြီသူတန်းလို့ရှိဉာဏတမ္ပယုတ်ပြည့်ကုသိုလ်တွေသောမနတကုသိုလ်တွေအတ္တဉာတိကကုသိုလ်တွေဖြစ်ပြီးတော့သက်တဲ့နဲ့အကျိုးပေးနေအကျိုးတရားကောင်းကျိုးတရားတွေရနိုင်ပါလေဒါကြောင့်မို့ခဏဓမ္မဂိရိကျောင်းတော်ကြီးကိုဆောက်လုပ်ပြီးတော့ဘုရားမြတ်စွာသာသနာတော်လူတိုင်းရတဲ့ဝိရဒဒါနကုသိုလ်စေတနာဘုန်းကြီးကုမာရဘိဝန္တာရဲ့အသက်50ပြည့်မွေးနေ့ချိန်မှဖြစ်တန်ခါတော်ရှင်မြတ်တို့ကပြင့်ပြ၍ဒါနဝတ္ထုမျိုးစုံနဲ့တော့ဆောင်းပေါ်ဇင်ဟာရတို့စက္ကလူကပူဇော်ကြရတယ်ကုသိုလ်စေတနာတရဏဂုံသီလဆောက်ရခြင်းမေတ္တာဘာဝနာပွားများရခြင်းတရားတော်ကိုနာယူခြင်းစတဲ့များစွာပေါင်းစုကောင်းမှုကုသိုလ်ကစေတနာဖြာတော်တို့ကြောင့်ဘေကတိယံကတိအန္တရကတိကိညညာရဲ့ကောင်းကျိုးချမ်းသာအကြပြနဲ့ပြည့်စုံကြကုန်ပြီရဲ့ဘုရားမြတ်စွာသာသနာတော်ကိုလင်းညာထုံးလင်းကြောင့်ကောင်းမြတ်သောသာသနာ့ဤလုံလန်းကောင်းများကိုအသက်ရှိကျမ်းမာချမ်းသာပြည့်စုံဆောင်ရွက်နိုင်ကြကုန်ပြီရဲ့အိုခြင်းနာခြင်းသိခြင်းစသောဆင်းရဲဒုက္ခမြင်ပြီးတော့မှချုပ်ငြိမ်းရချမ်းသာကြတို့ရဲ့ထွက်ဖြစ်ပြီးသောနိရောဓသစ္စာနိဗ္ဗာန်ချမ်းသာမြတ်ကိုပြည့်မြတ်စွာရလို့ရောက်လို့မျက်မှောက်ပြုလို့နိုင်ကြပါစေကုန်သတည်း